Oboe 9ရှိတယ် Oboe 10 9ရှိတယ်ဂျပန်လိုမမှတ်မိဘူးဆိုတာကိုဘယ်လိုပြောမလဲဘယ်ဟာအမှန်လဲပြီးတော့အဲ့နှစ်ခုရဲ့ကွာခြားချက်ကရောဘာတွေလဲဒီဗီဒီယိုမှာတစ်ချက်ကြည့်ကြည့်မယ်ဂျပန်လိုမမှတ်မိဘူးဆိုတာဘယ်လိုပြောမှာလဲ Oboe 9လား Oboe 10 9လားမဆူ Oboe 9နဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြောမယ် Oboe 9ဆိုတာကြတော့ဒီဂျပန်လိုပြောရရင် Oboe လို့စမိုလီဝါ9ဝါစာတော့ Oboe 9ရောနေရှိတယ်မတ်ဆိုတဲ့အတိတ်ပဲဗျာမြန်မာလိုဆိုရင်မမှတ်မိအောင်လုပ်တယ်ဥပမာကဏ္ဍတွေကအရင်များတယ်ဖုန်းနံပါတ်တွေကအရင်များတဲ့အတွက်မမှတ်ချင်ဘူးမှတ်ထားအောင်ဆိုတဲ့အတိတ်ပဲမျိုးမှာသုံးတယ်ဟုတ်ပြီ Oboe 10 9ကကြတော့ဘယ်လိုခြေနေမျိုးမှာသုံးတာလဲ Oboe 10 9ကတော့အားလုံးသိတဲ့အတိုင်းမမှတ်မိဘူးကိုယ့်ရဲ့စံနာမပါဘူးမမှတ်မိနေတဲ့အခြေအနေအုံနောက်ထဲမှာဘယ်လို့မှစဉ်းစားလို့မရတဲ့အခြေအနေဥပမာဒီလူကတွေ့ဘူးတယ်ဒါပေမဲ့နာမည်ဘယ်လို့မှမမှတ်မိဘူးစဉ်းစားလို့မရအောင်ဆိုတဲ့အခြေအနေမှာသုံးတယ်ဆိုတော့လေဘွန်းတစ်ချက်ကြည့်မယ်ဒီတစ်ခေါက်ကလေဘွန်းကကြတော့ကျွန်တော်ကခိုင်းဝါကိုလေ့ကျင့်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မြန်မာလိုအရင်ပြောရမယ်အဲ့ဒါကိုမင်းတို့ဆန်ဂျပန်လိုလိုက်စဉ်းစားကြည့်ပြီးတော့ Oboe 9သုံးရမှာလား Oboe 10 9သုံးရမှာလားဆိုတာကိုအဖြစ်တိုင်းမယ်ကြာ ikimasho လေဘွန်း ichi သူကနာမည်တွေကိုမှတ်မှတ်ထားတဲ့အတွက်ကြောင့်အမြဲမှားယွင်းတယ်သူကနာမည်တွေကိုမှတ်မှတ်ထားတဲ့အတွက်ကြောင့်အမြဲမှားယွင်းတယ်ဆိုတာကိုဂျပန်လိုဘယ်လိုပြောမလဲ彼は名前を覚えないからいつも間違える彼は名前を覚えないからいつも間違えるမမှတ်ထားဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့် Oboe 9တော့ပါမယ်လေဘုန်းနိမနေ့ကဘာစားခဲ့လဲဆိုတာကျွန်တော်မှတ်မိတော့ဘူးမနေ့ကဘာစားခဲ့လဲဆိုတာကျွန်တော်မှတ်မိတော့ဘူးဟိုဂျပန်လိုစဉ်းစားကြည့်မယ်昨日何を食べたか覚えてない昨日何を食べたか覚えてないမမှတ်မိတော့ဘူးဆိုတာကဝါစာတူလောက်တာမဟုတ်တဲ့အတွက်ကြောင့် Oboe 10 9ဆိုတဲ့စကားလုံးသုံးမှရမယ်။ကြာလေဘွန်ဆာအဲ့ဒီလူကိုတွေးခဲ့လားမတွေးခဲ့လားဆိုတာကျွန်တော်မှတ်မိတော့ဘူး။အဲ့ဒီလူကိုတွေးခဲ့လားမတွေးခဲ့လားဆိုတာကျွန်တော်မှတ်မိတော့ဘူး။その人に会ったかどうか私は覚えてない。その人に会ったかどうか私は覚えてない。မှတ်မိတော့ဘူးဆိုတဲ့အတွက်ကြောင့်ဒီစာကြောင်းမှာလည်း Oboe 10 9ကိုပဲသုံးရပါမယ်။ဆိုတော့လေဘွန်ရောကျွန်တော်ကအသေးစိတ်တဲ့ကဏ္ဍတွေကိုမှတ်မထားဘူး။ကျွန်တော်ကအသေးစိတ်တဲ့ကဏ္ဍတွေကိုမှတ်မထားဘူး။私は細かい数値を覚えないようにしています。私は細かい数値を覚えないようにしています。ဒီမှာကိုကမမှတ်မိအောင်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့် Oboe 9ဆိုတဲ့စကားလုံးသုံးမှတ်ပါမယ်။じゃあ Oboe 9と Oboe 10 9の使い方は大体わかるようになってきたと思います。ဆိုတော့ကျွန်တော်အခုမြန်မာလိုနှစ်ကြောင်းပြောမယ်။ပြောတဲ့နှစ်ကြောင်းကိုအဖြစ်မှန်ကွန်မန့်မှာရေးပေးပါပါ။ပြီးွားရင်အဖြေတိုက်ပါမယ်။နံပါတ်1 password ကိုမမှတ်မိလို့ login လုပ်လို့မရတော့ဘူး။ password ကိုမမှတ်မိလို့ login လုပ်လို့မရတော့ဘူး။နံပါတ်2သူကလမ်းတွေကိုမှတ်မှတ်ထားတတ်တဲ့ type ပါသူကလမ်းတွေကိုမှတ်မှတ်ထားတတ်တဲ့ type ပါဆိုတော့ဒီနှစ်ကြောင်း comment မှာရေးပေးပါနောက်ဗီဒီယိုမှာမှထပ်တွေ့ပါမယ် bye bye